လေကင်းရောက်ပြီးဆိုတာနဲ့ဘလို့မှဘိုင်ဝမ်ရှင်းရှားလို့မရတဲ့ဟီးရို9ကောင်ပထမဦးဆုံးတစ်ကောင်ကတော့အားလုံးလဲသိထားပြီးသားအားလုံးလဲလက်ခံထားပြီးသားဖြစ်တဲ့ကျွန်တော်အားကက်ပဲဖြစ်ပါတယ်ဗျာဘာလို့လဲဆိုတော့ဗျာအားကက်ရဲ့လေကင်းဒမ်းမေကိုဗျာဘယ်ဟီးရိုကမှလည်းကောင်တာလို့မရသလိုဗျာဘယ်ဟီးရိုကမှလည်းဗျာအားကက်ရဲ့လေကင်းရဲ့ဒမ်းမေကိုမခံနိုင်ဘူးဗျာဒုတိယဟီးရိုတစ်ကောင်ကလည်းအားလုံးလက်ခံထားပြီးဖြစ်တဲ့ကျွန်တော်သခင်ကြီးသမ်းပဲဖြစ်ပါတယ်ဗျာအန်နမီဘက်ကနေပြီးတော့သခင်ကြီးသမ်းပါလို့ဘာသာတော်အနေနဲ့လိန်ကိုတယောက်တည်းထိမ့်မယ်ဆိုရင်တော့အဲ့ဒီကိုရှုံးတာပေးလိုက်တော့ဗျာဒမ်းမေကိတ်တယ်မကိတ်တယ်တော့မသိဘူးဗျာနောက်ထပ်ဟီးရိုတစ်ကောင်ကတော့မသမန်ဟီးရိုတွေကဖြစ်တဲ့ကျွန်တော်မီယာပဲဖြစ်ပါတယ်ဗျာမီယာဆိုတဲ့ဟီးရိုကလည်းဘီဘီနည်းနည်းလေးနဲ့ဝယ်လို့ရတဲ့ဟီးရိုတစ်ကောင်ဖြစ်ပေမဲ့လည်းလေကင်းထဲမှာဒမ်းမေကျန်တဲ့ဟီးရိုတစ်ကောင်ထဲမှာလည်းပါဝင်ပါတယ်ဗျာနောက်ထပ်ဟီးရိုတစ်ကောင်ကတော့ fighter action တွေကဖြစ်တဲ့ hyperless fall ကောင်နဲ့ကျွန်တော်အာလူကတ်ပဲဖြစ်ပါတယ်ဗျာအာလူကတ်လေကင်းမှာဆိုရင်လည်းဒမ်းမေလည်းထွက်သလိုထင်းရသင်းရခတ်တဲ့ဟီးရိုတစ်ကောင်လေးဖြစ်ပါတယ်ဗျာနောက်ဆုံးဟီးရိုတစ်ကောင်ကတော့ main player တွေ maximum player တွေအရင်ကြောက်ရတဲ့ကျွန်တော်ဇီလောင်းပဲဖြစ်ပါတယ်ဗျာဇီလောင်းအနေနဲ့အားလီပိုင်းမှာဘလောက်ပဲတေတာလေကင်းရောက်လို့အိုင်နန်ဆိုမီတို့ကနဲ့ဘိုင်ဝမ်ရှင်းရှားဖို့ခတ်တဲ့ဟီးရိုတစ်ကောင်ထဲမှာလည်းပါဝင်တဲ့ဟီးရိုပဲဖြစ်ပါတယ်ဗျာဒီဟီးရို9ကောင်ကတော့လေကင်းမှာဘိုင်ဝမ်ရှင်းရှားဖို့ခတ်တဲ့ဟီးရို9ကောင်ပဲဖြစ်ပါတယ်ဗျာ